ကျွန်တော်တို့ Google မှာ Ace Printer Driver ဆိုပြီးရိုက်ရှာလိုက်ပါမယ်ရိုက်ရှာလိုက်တဲ့အခါကြာလို့ရှိရင် aceprintertech.com download ဆိုတဲ့ website လေးပေါ်လာပါမယ်သူ့ကိုနှိပ်လိုက်ပါမယ်ခင်ဗျာသူ့ကိုနှိပ်လိုက်လို့ရှိရင် driver ဆိုတဲ့နေရာလေးကိုရေးပေးပါမယ် driver လေးကိုနှိပ်ပါမယ်ပြီးတဲ့အခါ label printer ဖြစ်တဲ့အတွက် label printer Windows ဆိုတာလေးနဲ့ download ချပါမယ်ခင်ဗျာdriver လေး download ချပြီးတဲ့အခါ driver လေးကိုဖွင့်ပါမယ် Windows ကိုရွေးပါမယ်မိမိတို့သုံးပြမဲ့ printer က4လက်မ printer ဖြစ်တဲ့အတွက် 4" လေးကိုရွေးပါမယ်ပြီးတဲ့အခါ run ပါမယ်ခင်ဗျာ accept ကိုနှိပ်ပါမယ်ခင်ဗျာပြီး next ကိုနှိပ်ပါမယ် next ကိုနှိပ်ပါမယ်ဒီလိုမျိုးလေးပြလာတဲ့အခါကြာလို့ရှိရင် yes ကိုနှိပ်ပေးလိုက်ပါမယ် install printer driver next ကိုသွားပါမယ် printer model လေးသူပြရတယ်ပါတယ် 480B ပေါ့နော်အဲ့တော့ next လေးကိုနှိပ်ပါမယ်ပြီးတဲ့အခါလဲ next ကိုထပ်နှိပ်ပါမယ်ခင်ဗျာပြီးရင် finish ကိုနှိပ်ပါမယ်ပြီးတဲ့အခါမှာ close ကိုနှိပ်ပါဖြစ်ပါတယ်ပြီးတဲ့အခါ open label software လေးနဲ့ print ထုတ်ရပေးမှာဖြစ်ပါတယ်ဒီထဲမှာတော့ကျွန်တော်တို့32 set ကို site လေး ready လုပ်ထားပြီးသားရှိပါတယ်32 set ကို site လေးကိုကျွန်တော်တို့ print ထုတ်ပါမယ် printer လေးရွေးပါမယ်ခုနထည့်လိုက်တဲ့ printer လေးက HP 480B ဆိုတဲ့ printer လေးဖြစ်ပါတယ်အခုမြင်တွေ့နေရတော့32 set ကို 3 column လူသုံးရတဲ့ site လေးကိုပေါ့နော်ဒီ Ace Printer လေးနဲ့တွဲဖက်ပြီးတော့အသုံးပြုပြတာပဲဖြစ်ပါတယ်သုံးတဲ့ software လေးကတော့ Open Label ဆိုတဲ့ software လေးပဲဖြစ်ပါတယ်ခင်ဗျာ